လောင်ပြကြပါပြီဒီလာပိုင်းကနေ့နေ့မီးလောင်လာဘူးကတော့ရနေမနဲ့ကိုယ်ကိုရလေးပြန်ပြီးပြန်လာပြီးပြန်ပြီးပြန်နေရတယ်ဒီတော့အမလေးဘွားဘာမှမကြည့်တော့အမလေးဘွားလည်းထားလိုက်တာတော့တော့လူရန်စွာပြေခွင့်ကြည့်ကြပါဦးအမလေးဘိုးတော်ကတော့ကြောက်ဘူးရင်မပြန်ရှင်နဲ့ကြောက်လူပဲတဲ့အခုတော့ကြောက်လူရလာကြည့်ပြဖို့ပဲကြည့်တော့လေကပုံလေးရပါတယ်တဲ့ကြောက်လူကန်ရေနောက်ကြည့်ကြည့်တောက်မိရင်မပြန်နိုင်ဘူးတဲ့အမလေးကြည့်ကြပါဦးအမလေးကြည့်ကြပါဦးကြည့်ကြပါဦးကျွန်တော်တို့အသက်၄၀ကျော်ပေါ့တခါမှမကြုံဘူးဗျာအမလေးကြောက်လူကန်ကြည့်ကြပါဦးကြောက်ဘူးရင်မပြန်ခြင်းနဲ့ကြောက်လူကန်နဲ့အခုတော့ကြည့်ကြပါဦးကြောက်လူကန်ရေနောက်ကြည့်ကြည့်တောက်မိရင်မပြန်ခြင်းတဲ့အမလေးတောက်ခြင်းကလည်းမကော